တော့ဖုန်းမှန်လိုက်တို့ရဲ့ယောက်ျားကြီးပေါ့နော်တို့ရဲ့ယောက်ျားကြီးမျိုးကျင်တာလိုချင်တာမဟုတ်ဘူးဒီစားပါတော့ထပ်ပြောချင်တာကအပြည့်ပဲစားပြီးလို့ရှိရင်ဘုသနာတိခိုက်ကိုမနေပါနဲ့ဒါပြန်လာရိုးလေးနဲ့ပါဖြစ်ချင်လားရိုးပါကိုက်ချင်